တော်ညီကိုမောင်နှမတို့အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါလို့နှုတ်ခွန်းဆက်တာပါတယ်။တာယာတော်မနက်ခင်းလေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ပါတယ်။ကောင်းကြီးပေးပါတယ်။အသက်ရှင်တော်နှုတ်ဘတ်တော်ကိုကြားနာခံယူဖို့ရန်အတွက်စိတ်နှလုံးပြင်ဆင်လက်အအိုးဆုံးဆုတောင်းကြပါစို့။တန်ရှင်းမြင့်မြတ်စုံလင်တော်မူ၍သားသမီးများကိုနေ့ရက်စဉ်တိုင်းကြည်ရှုဆောင်မကောင်းကြီးပေးနေတော်အဖမြတ်စွာဘုရားသခင်ကိုရောဖျားရဲ့ကျေးဇူးတော်ကြောင့်အမောင်ညမှာအကောင်းဆုံးအသက်ရှင်အိပ်ဆက်ခွင့်ရတာဖြစ်ပါတယ်။ကျေးဇူးတော်ချီးမွမ်းနေအိပ်ဆက်အနားယူခွင့်ရသည်တော်မကတာယာရောမနက်ခင်းအေးချမ်းသောမနက်ခင်းမှာနိုးထခွင့်ရတဲ့အသက်ရှင်ခွင့်ရတဲ့အသက်ရှင်တော်မူမြတ်သောတန်ရှင်တော်နှုတ်ကပတ်တော်မြတ်ကိုနေ့စဉ်မနေ့တိုင်းအခမဲ့အခုထိကြားနာခံယူခွင့်ရသေးတဲ့အတွက်ကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းပါတယ်ကိုတော်ဒီချိန်ဒီနာရီကိုတော်လက်တော်ထဲအနံပါတယ်တန်ရှင်းသောဝိညာဉ်တော်ဘုရားသခင်ဒီကျွန်တော်တို့ဟောကြားတဲ့သူရောကြားနာတဲ့သူရောအပေါ်မှာနှုတ်ကပတ်တရားဒေသနာတော်မြတ်အားဖြင့်ထိမိ၍တိဆောက်เสียကောင်းကြီးအလင်းဖြစ်စေပါမည်အကြောင်းအချိန်နာယူကိုတော်လက်တော်ထဲအနံဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဘုရားသခင်အာမင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ချစ်တော်ညီကိုမောင်နှမတို့ဒီကနေ့မနေ့အားလုံးနဲ့ဝေငှတိုက်တွန်းခွန်အားပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မိဘကိုမထီမဲ့မြင်မပြုတ်ပါနဲ့ဖယားသခင်ရဲ့အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ပါဆိုတဲ့ဒီအချက်နှစ်ချက်နဲ့ဝေငှခွန်အားပေးခြင်းတာဖြစ်ပါတယ်ပထမဆုံးကျမ်းချက်အခြေပြုကျမ်း၅ချက်လောက်ကိုတစ်ချက်ချင်းဖတ်ပြီးမှရှင်းပြခြင်းပါတယ်တုတ်တန်ကျမ်းခန်းကြီး73အငယ်1ပညာရှိသောသားသည်အဘ၏တုန်တင်ခြင်းကိုနားထောင်တတ်မထီမဲ့မြင်ပြုသောသားမူကားအပြစ်တင်ခြင်းကိုနားမထောင်တတ်ညီကိုမောင်နှမတို့ပညာရှိတဲ့သားသမီးတွေဟာတဲ့ဖခင်မိဘရဲ့တုန်တင်ခြင်းကိုနားထောင်တယ်တဲ့ပြောင်းပြန်ပြောမယ်ဆိုလို့ရှိရင်မိဘစကားကိုနားထောင်တဲ့သူတွေဟာပညာရှိသောသူတွေဖြစ်တယ်ဒါပေမဲ့မိဘစကားကိုနားမထောင်ဘဲနဲ့မိဘကိုမထီမဲ့မြင်ပြုတဲ့သူကတော့မိုက်တဲ့သားတွေဖြစ်တယ်လို့ပညာမဲ့တဲ့သားတွေပညာမရှိတဲ့သားတွေဖြစ်တယ်လို့ပြောလို့ရတယ်တတိထားရမှာကဒီမှာပြောတဲ့ပညာရှိတယ်ဆိုတာဘွဲ့တွေအများကြီးယူမှကျောင်းတွေအများကြီးတက်ပြီးတော့မှလောကီပညာကိုအများကြီးတက်ထားတာကိုပြောတာအဓိကမဟုတ်ပါဘူးလောကီပညာအရေးမကြီးဘူးလို့မဆိုလို့နော်ဒါပေမဲ့ကျမ်းစာမှာပြောတဲ့ပညာရှိဆိုတာကဟိုတနေ့ကလည်းပြောပြီးသွားပြီကျမ်းစာမှာပြောတဲ့ပညာရှိတယ်ဆိုတာကဘုရားသခင်ကိုတည်တော်သူဖြစ်ပါတယ်နော်ဒါကြောင့်ပညာဘလောက်ပဲလောကီပညာဘလောက်ပဲတတ်ထားဘုရားသခင်ကိုမသိဘူးဆိုလို့ရှိရင်တော့မိဘကိုယူတည်တတ်မှာမဟုတ်ပါဘူးမိဘကိုမယူတည်တဲ့သားသမီးတွေကပညာဘလောက်ပဲတတ်ထားဘုရားအမြင်မှာတော့ပညာမဲ့တွေပါပဲနော်ဒါကိုသတိထားဖို့လိုတယ်နောက်ပြီးတော့မှတုတ်တန်ခန်းကြီး15အငယ်9မှာမိုက်တော်သူဒီအဘတုံတင်ခြင်းကိုမထီမဲ့မြင်ပြုတတ်၏တဲ့ဆုံးမသောစကားကိုနားထောင်တော်သူမူကားတမာတတိနှင့်ပြည့်စုံတတ်၏ဒီနေရာမှာဆိုပိုရှင်းလင်းနေတော့တချို့မိဘစကားကိုနားမထောင်တဲ့သူတွေကမိုက်တော်သူဖြစ်တယ်တဲ့မိုက်တဲ့သားသမီးဖြစ်တယ်မိဘကိုမထီမဲ့မြင်ပြုတတ်တဲ့သူတွေမိဘဆုံးမတဲ့စကားကိုနားမထောင်တဲ့သူတွေအဲ့ဒါလူမိုက်တွေဖြစ်တယ်တဲ့သားမိုက်တွေမိဘစကားကိုနားထောင်ပြီးမှဆုံးမတဲ့စကားကိုနားထောင်တဲ့သူတွေနော်မိဘတခါတလေမိဘတွေကကိုယ့်ကိုအပြစ်တင်တာတွေရှိတယ်ပြစ်တင်ဆုံးမတယ်လို့ခေါ်ရမယ်နော်မိဘတွေကကိုယ့်ကိုပြစ်တင်ဆုံးမတော့ကိုကတေချာခံယူပြီးတော့မှအမားကိုပြင်တတ်တဲ့သူဟာတဲ့တမာတတိနဲ့ပြည့်စုံတဲ့သူဖြစ်တယ်ဒါဟာပညာရှိတော်သူဖြစ်တယ်လို့ဘုရားသခင်ကိုယုံကြည်တဲ့သူလည်းဖြစ်တယ်တုတ်တန်ကျမ်းခန်းကြီး23အငယ်22မှာလည်းဘယ်လိုဖော်ပြလဲဆိုတင့်ကိုဖြစ်ပွားစေသောအဘဤစကားကိုနားထောင်လော့အသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနဲ့ချစ်တော်ညီကိုမောင်မတို့ဒီနေရာမှာအထူးပဲတတိပေးထားတယ်မိဘစကားကိုနားထောင်ပါတဲ့တတိထားရမှာတခုကသူတို့တွေအသက်ကြီးလာတဲ့ခါမှာသားသမီးတွေကမိဘကိုမထီမဲ့မြင်လုံးဝမပြုမိပါစေနဲ့တဲ့မထီမဲ့မြင်လုပ်တယ်ဆိုတာကမယိုမသေးမလေးမစားလုပ်တာမျိုးနော်အထင်သေးတာမျိုးအမြင်သေးတာမျိုးကျွန်တော်တို့အသက်တာထဲမှာတေချာစဉ်းစားကြည့်မယ်ဆိုရင်အဲ့လိုဖြစ်နိုင်ချေများတယ်နော်ငယ်ငယ်တုန်းကတော့မိဘစကားကိုနားထောင်တတ်တယ်ဆိုပေမဲ့ကျွန်တော်တို့အသက်ကြီးလာလေမိဘတွေအိုသွားလေပဲလေဟုတ်တယ်နော်
ကျွန်တော်တို့အသက်ကြီးလာလေမိဘတွေအိုသွားလေမိဘတွေအိုသွားတဲ့အခါမှာမိဘတွေအသက်ကြီးပြီးမှအိုသွားတဲ့အခါမှာကျွန်တော်တို့ကငယ်တုန်းကလိုမျိုးသူတို့ရဲ့စကားကိုနားထောင်ချင်မှနားထောင်တော့မှာတချို့လူငယ်တွေကတိတ်နားမထောင်ချင်တော့ဘလို့ခံယူလဲဆိုတော့ဟာဘိုးတော်ဘွားတော်တွေအဲ့လိုမျိုးခံယူပြီးတော့မှနေတော့ခင်မမီတဲ့အဖိုးကြီးတွေဖွားကြီးတွေပါကွာအဲ့လိုမျိုးခံယူတာမှန်ပါတယ်မိဘတွေကတင်းလောက်ဒီအခုခေတ်စီးကြောင်းကိုမမီနိုင်တာမှန်ပါတယ်ဒါပေမဲ့တင်းခေတ်စီးကြောင်းမီနေတာမိဘတွေရဲ့ကျေးဇူးကြောင့်ဆိုတာလုံးဝမမေ့ပါနဲ့တင်ခေတ်စီးကြောင်းမီနိုင်ဖို့ရန်မိဘတွေသူတို့ရဲ့အသက်တွေကိုပေးဆက်ခဲ့တယ်မိဘတွေကသူတို့ရဲ့နှုတ်ပြလန်းဆန်းခြင်းတွေကိုပေးဆက်ပြီးမှတင့်ကိုကြီးပွားအောင်ကြီးထွားအောင်အဲ့ဒီခင်မီတိုးတက်တဲ့အရာတွေကိုနားလည်အောင်တင့်ကိုပံ့ပိုးပေးခဲ့တာဘာလို့လဲမိဘတွေလေအခုကတင်ကြီးလာပြီဆိုတော့စမတ်ဖုန်းတွေကွန်ပျူတာတွေနော်နီးပညာတွေတင်နားလည်လာပြီဆိုရင်မိဘတွေနားမလည်တာကိုတင်မထီမဲ့မီမပြုတ်ပါနဲ့အထင်မသေးပါနဲ့ဟာခင်မမီတော့ကွာဖိုးကြီးဖွားကြီးတွေအဲ့လိုမျိုးပြောကျွန်တော်ပြောမယ်အဲ့ဒါမထီမဲ့မီပြုတ်ခြင်းပဲအပြစ်ကြီးတယ်နော်အိမ်မှာအသက်ကြီးတဲ့မိဘတွေရှိလားမသိဘူးနော်အသက်ကြီးတဲ့မိဘတွေကိုဘယ်တော့မှမထီမဲ့မီလုံးဝမလုပ်ပါနဲ့ကျွန်တော်ပြောမယ်တမာကျန်းစာရအပြစ်ကြီးပါတယ်တခါတလေကိုကသူတို့ထက်ခင်မီသူတို့ရှိပေမဲ့တတိထားရမှာကကိုခင်မီဖို့ဒီကနေ့ဖြစ်ကိုခင်မီအောင်ဒီကနေ့ငါဒီနေ့အထိဒီအဆင့်ထိရောက်လာတာသူတို့ရဲ့ဂျေဇူးကြောင့်ဆိုတော့မမေ့ပါနဲ့နော်သူတို့ကတင့်ကိုပန့်ပိုးပေးခဲ့တယ်ဆိုတော့မမေ့ပါနဲ့ဒီဂျေဇူးကိုမှမညာမတာမပေးဆက်ချင်ပဲနဲ့မိခင်ဖခင်တွေကိုအသက်ကြီးလို့ဆိုမှမထီမဲ့မြင်ပြုတ်တယ်အထင်သေးတယ်အမြင်သေးတယ်မယုံမသေးလို့တယ်အဲ့ဒီလိုမျိုးဆိုရင်ဖယားအပြစ်ပေးနိုင်ပါโอเคမိဘစကားကိုနားမထောင်ဘဲနဲ့မထီမဲ့မြင်ပြုတ်တဲ့သားသမီးဘယ်လိုဖြစ်မလဲတုတ်တန်ခန်းကြီး30အငယ်7ကိုကျွန်တော်ဖတ်စေချင်တယ်ဒီကနေ့မနေ့တုတ်တန်ကျင်းအများကြီးဖတ်သွားတယ်ဒါပေမဲ့ဒီကျင်းချက်ကိုတော့မဖြစ်မနေကိုယ်တိုင်လန်ဖတ်ကြည့်နော်တုတ်တန်ခန်းကြီး30အငယ်7မှာကျွန်တော်အခုဖတ်မှာတော့မြမဆံမီဘာသာပြန်ကျမ်းကိုဖတ်မယ်နော်ယူဒတန်ဘာသာပြန်ကျမ်းကိုဖတ်လဲရတယ်နော်တုတ်တန်ကျမ်းခန်းကြီး30အငယ်7ဖခင်ကိုပြည့်ရည်ပြု၍မိခင်အားနာခံခြင်းကိုမထီမဲ့မြင်ပြုတတ်သောမျက်စိကိုရှုံမြောင်၌ရှိသောကြီးကန်းတို့သည်ဖောက်ထုတ်၍လင်းသားဤသားပေါက်တို့သည်စားကြလိမ့်မည်အင်မတန်ကြောက်စရာကောင်းပါတယ်ညီကိုမောင်နှမတို့မိခင်ဖခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့မိခင်ဖခင်ကိုနာခံခြင်းမရှိဘဲနဲ့မိခင်ဖခင်ကိုမထီမဲ့မြင်ပြုတတ်တဲ့သူအထင်သေးတတ်တဲ့သူနော်မယူမသေးလောက်တတ်တဲ့သူတွေကိုတဲ့သူတို့မျက်စိတွေကိုရှုံမြောင်မှရှိတဲ့ကြီးကန်းတွေဟာဖောက်ထုတ်ပြစ်မယ်တဲ့ပြီးရင်အဲ့ဒီမျက်စိတွေကိုလင်းသားတွေကစားသွားမယ်တဲ့အဲ့ဒါမြမဆံမီကျန်းကဘာသာပြန်ကျန်းပဲယူဒတန်ဘာသာပြန်ကျန်းမှာဆိုရင်တော့အဲ့လောက်ဗာလေရှင်းလင်းတော့တွေ့ရမှာမဟုတ်ရှင်းလင်းကျွန်တော်တို့တွေ့ချင်တော့မြမဆံမီဘာသာပြန်ကျန်းနဲ့ဆရာကြီးယူဒတန်ဘာသာပြန်ကျန်းဒီကျန်းချက်နှမျိုးကိုရှင်တွဲမှဖတ်ကြည့်ပါတော်တော်လေးကျန်းချက်ကိုနားလည်စေနိုင်ပါတယ်မြမဆံမီဘာသာပြန်ကျန်းဆိုတာအခုနောက်မှထွက်တဲ့ဘာသာပြန်ကျန်းအသစ်ဖြစ်ပါတယ်ဖတ်ရှုလို့ရတယ်နော်ဆရာကိုယ်တိုင်လည်းဖတ်ပါတယ်ဒီမြမဆံမီဘာသာပြန်ကျမ်းကိုဆရာယူဒတန်ဘာသာပြန်ကျမ်းနဲ့တွဲဖတ်တာပေါ့နော်ဆိုတော့ဒီတုတ်တန်ခန်းကြီး30အငယ်7မှာမြမဆံမီဘာသာပြန်ကျမ်းမှာရှင်းလင်းဖော်ပြတယ်ဖခင်ကိုပြည့်ရည်ပြုတတ်တဲ့သူတဲ့မိခင်ကိုမထီမဲ့မြင်ပြုတတ်တဲ့သားသမီးတွေကိုတဲ့သူတို့မျက်စိတွေကိုကြီးကန်းကဖောက်ထုတ်မယ်တဲ့ပြီးရင်လင်းသားတွေကသူတို့မျက်စိကိုစားသွားမယ်တဲ့ဒါကပုံဆောင်မှုဖြစ်ပါတယ်နော်မဟုတ်ရင်တချို့ကမေးကောင်းမေးမယ်ဆရာကြီးမိခင်ဖခင်စကားကိုနားမထောင်ဘဲနဲ့နေတဲ့သူကိုသူတို့မျက်စိကိုငှက်တွေလားစားတာမတွေ့ဘူးဟုတ်ပါတယ်အပြင်ဘန်းတကယ်မျက်စိလားဖောက်ထုတ်မယ်လို့ပြောတာမဟုတ်ပါဘူးမျက်စိဖောက်ထုတ်မယ်ဆိုတာပုံဆောင်မှုဖြစ်ပါတယ်ဗါလဲပုံဆောင်မှုဘာကိုပုံဆောင်လဲဆိုတော့သူတို့ဘဝမိုးမောင်ကြမယ်လို့ဆိုလိုတာဖြစ်ပါတယ်မိခင်ဖခင်ကိုမနာခံဘဲနဲ့မထီမဲ့မြင်ပြုတတ်တဲ့သူပြည့်ရည်ပြုတတ်တဲ့သူနော်မယိုမသိမလေးမစားလုပ်တတ်တဲ့သားသမီးတွေဘဝမိုးမောင်ကြမယ်ဆိုတာဘာကိုဖော်ပြနေရလဲဆိုတော့ဘာလို့ထွက်လန်းမတွေ့တော့ဘာလို့ဘယ်လန်းကိုသွားရကောင်းသွားရမှန်းမသိဖြစ်နေလိမ့်မယ်စီးပွားရေးလုပ်ရင်လည်းအရှုံးပဲပေါ်မယ်အလုပ်လုပ်ရင်လည်းအလုပ်ဘာလုပ်အဆင်မပြေဘူးလမ်းကိုရှာလို့မတွေ့ရလေသူ့မှာဘဝမိုးမောင်ကြသွားပြီဆိုမှအဲ့ဒီသဘောကိုပြောတာဒါကြောင့်မိခင်ဖခင်ကိုပြည့်ရည်ပြုတတ်တဲ့သူတွေမိခင်ဖခင်ကိုမထီမဲ့မြင်ပြုတတ်တဲ့သူတွေမိဘကိုအထင်သေးအမြင်သေးမယုံမသေးလောက်တတ်တဲ့သားသမီးတွေအထူးတတိပြုပါ
ဘဝမှာဘာလို့လို့အောင်မြင်မှာမဟုတ်ဘာလို့လဲဘဝရဲ့အလင်းအောင်ပျောက်ကွယ်သွားပြီသူ့ရဲ့ဘဝတစ်ခုလုံးမိုးမောင်ကျသွားပြီအရက်စကားနဲ့ပြောမယ်ဆိုရင်ကန်ဆိုးမိုးမောင်ကျသွားတာဒါပေမဲ့ကျွန်တော်ခရိယန်တွေမှာတော့ကန်ကိုတိတ်မသုံးဘူးပေါ့နော်အမှန်တော့ကန်ဆိုတာအလုတ်ဖြစ်ပါတယ်အလုတ်ဘာလုတ်လို့မိုးမောင်ကျသွားတာဘာမှအလင်းမရှိတော့အဲ့ဒါကိုပြောတာနားလည်ပါစေနော်ဒါကြောင့်ချစ်တော်သားသမီးတွေအခုနားထောင်နေတဲ့ချစ်တဲ့သားသမီးတွေခရိယန်သားသမီးတွေမိဘရှိသေးတယ်ဆိုရင်ကျွန်တော်ခွန်အားပေးခြင်းနဲ့မိဘကိုမထီမဲ့မီမပြုတ်ပါနဲ့ခင်မမီတော့ဘူးဆိုမှဟာမတိုက်ပါနဲ့မပြည့်ရပါနဲ့နော်မယိုမတိမလေးမစားမလုပ်ပါနဲ့ကျွန်တော်တို့အရက်စကားနဲ့ထပ်ပြောမယ်ဆိုရင်ငရဲကြီးပါတယ်ငရဲကြီးတယ်ဆိုတဲ့စကားကကျွန်တော်တို့ဘုရားသခင်စီရင်ခြင်းခံရမယ်ဆိုတာကိုပြောတာကျွန်တော်ဘာလို့အောင်မြင်မှာမဟုတ်ဖြစ်သွားမယ်ကျွန်တော်ဘဝမှာစီးပွားရေးမှာအလုပ်မှာလူဘဝမှာဘာမှအဆင်မပြေဖြစ်နေလိမ့်မယ်တတိထားနော်ဆိုတော့ဒါပထမအပိုင်းအဓိကပြောချင်တာဒုတိယအပိုင်းအနေနဲ့မိဘစကားကိုနားထောင်တယ်လို့ပြောလိုက်တဲ့အခါမှာလဲအခုနပြောသလိုဗာလဲကျွန်တော်တို့ကမိဘစကားကိုမနာခံမိမှစိုးရင်လို့ဘာပြောအကုန်နာခံဖို့မလိုပါဘူးတမာကျမ်းစာနဲ့ချင့်ချိန်ရမယ်တမာကျမ်းစာနဲ့ချင့်ချိန်ပြီးမှမိဘစကားတွေကကျမ်းစာနဲ့မဆန့်ကျင်နေဘူးဆိုမှကျွန်တော်တို့နာခံဖို့လိုတယ်ဘာလို့လဲဆိုတော့အခုတလောမှာဒီမိဘစကားကိုနားထောင်ပါမိဘစကားကိုနားမထောင်ရင်ဒီလိုဖြစ်မယ်ဟိုလိုဖြစ်မယ်လို့ကျမ်းစာနဲ့ပြောတဲ့အခါမှာတချို့သားသမီးတွေကတအားကြောက်ကြတယ်ဟာဒါဆိုလို့ရှိရင်တော့မိခင်ပြောတဲ့ဟာတွေအကုန်လိုက်လို့ရမှာပဲဒါဆိုရင်ကျမ်းစာနဲ့မကိုက်ညီဘဲနဲ့တုံတင်လိုက်ရောငါလိုက်လို့ရမှာလားအဲ့လိုမျိုးလာမေးတဲ့သူရှိတယ်နော်ဆရာပြောတဲ့ဟာတွေကျွန်တော်နားထောင်နေတယ်မိခင်ဖခင်ရဲ့စကားကိုနားထောင်ရမယ်မနားထောင်ရင်ဒီလိုဖြစ်မယ်ဟိုလိုဖြစ်မယ်ဆိုကျွန်တော်ကြောက်တယ်ဒါဆိုရင်ကျွန်တော်မေးချင်တာကကျွန်တော်မိဘကကျွန်တော်ကိုကတော့ခိုင်းတယ်နော်ကျွန်တော်မိဘကကျွန်တော်ကိုရုပ်တုစင်းတုကိုးကွယ်ခိုင်းတယ်နော်အမွေးတိုင်ယူပြီးတော့မှဘုရားရှင်မှာတွားမှအမွေးတိုင်ထုံခိုင်းတယ်ဘုရားရှင်တန့်ရှင်းလုပ်ခိုင်းတယ်နော်ဗာလဲသူများနဲ့ရန်ဖြစ်ခိုင်းတယ်နော်မဟုတ်မကားလုပ်ခိုင်းတယ်ကျွန်တော်လုပ်ရမလားမလုပ်ဘူးဆိုရင်ကျွန်တော်ကြိမ်ချင်းအမိလားဖြစ်မလားမိဘစကားနားမထောင်ရကြမလားအဲ့လိုမျိုးလာမေးတယ်ကျွန်တော်ရှင်းလေးပဲဖြေပေးတယ်ကျမ်းချက်တစ်ချက်နဲ့ဘယ်ကျမ်းချက်လဲဆိုတော့အေဖက်ခန်းကြီး6ငယ်1ကနေ3မှာအေဖက်ခန်းကြီး6ငယ်1ကနေ3မှာသားသမီးတို့သခင်ဖျား၏အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလောမိဘစကားကိုနားထောင်ခြင်းအမှုဒီတရားတော်အမှုဖြစ်ဒီနေရာမှာအဓိကကျွန်တော်ရှင်းပြချင်တာကသခင်ဖျား၏အလိုတော်နဲ့အညီအဲ့ဒီစကားကိုပြောတာအဓိကရှင်းပြချင်အဲ့ဒီစကားသခင်ဖျား၏အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ပါဆိုတာအတိတ်ပဲ2မျိုးရှိတယ်တစ်မျိုးကမိဘကိုယူသေးခြင်းကဖျားရဲ့အလိုတော်ပဲဖျားလိုချင်တာဖျားသခင်ကကျွန်တော်သားသမီးလှုပ်တဲ့သူကိုမိဘကိုယူသေးဖို့တအားနှစ်သက်တယ်သူကသားသမီးတွေမိဘကိုယူသေးနေတယ်ဆိုရင်ဖျားသခင်ကကျွန်တော်တို့တအားနှစ်သက်တယ်နှစ်သက်လို့သူကောင်းကြီးပေးမယ်ဒါပထမနားလည်မှုရှင်းလင်းချက်တစ်ချက်ဒုတိယရှင်းလင်းချက်ကဒီကနေ့အဓိကပြောချင်တဲ့အရာပဲအဲ့ဒါကတော့မိဘစကားကိုနားထောင်တဲ့အခါမှာဖျားသခင်ရဲ့အလိုတော်နဲ့ကိုက်ညီတဲ့စကားမှနားထောင်ပါတချို့မိဘတွေကခိုးခိုင်းတယ်လူခိုင်းတယ်နော်မိုးကြီးစီဝါတလုတ်ခိုင်းတယ်နော်ရုပ်တုစင်းတုကိုးကွယ်ခိုင်းတယ်လောက်ရမှာလားခရိယန်သားသမီးတွေအဲ့လိုလောက်ရမှာလားမလုပ်ပါနဲ့တကယ်လို့တင်းမိဘကတမာကျင်းစာနဲ့မကိုက်ညီတဲ့အရာတွေလောက်ခိုင်းတယ်ဆိုရင်လှုပ်ရှားမလိုပါဘူးနော်အဲ့လိုမိဘစကားကိုမနာခံခြင်းကဗာလဲဖျားသခင်ကျွန်တော်တို့စီရင်လောက်တဲ့အထိမဖြစ်သွားပါဘူးဘာလို့လဲဆိုတော့မိဘစကားကိုနိုင်ကဖျားရဲ့စကားနဲ့မကိုက်ညီတဲ့အတွက်ကျွန်တော်တို့နားမထောင်တာလေနော်မိဘစကားကိုနားထောင်ရမယ်မှန်တယ်ဒါပေမဲ့တချို့နေရာတွေမှာနားထောင်စရာမလိုတာရှိပါတယ်တချို့နေရာတွေမှာမိဘစကားနားထောင်စရာမလိုတဲ့နေရာရှိတယ်အဲ့ဒါဘယ်နေရာလဲဆိုတော့မိဘတွေရဲ့တုံတင်ချက်ကကျမ်းစာနဲ့မကိုက်ညီတဲ့အခါမှာကျွန်တော်ခရစ်ယာန်သားသမီးတွေနားထောင်စရာမလိုပါဘူးဒါကကျွန်တော်ခရစ်ယာန်ယုံကြည်မှုမှာဒါရှိတဲ့တုံတင်ခြင်းနော်ဖယားသခင်ရဲ့အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ပါဆိုအဲ့ဒီသဘောကိုပြောတာမိဘခိုးခိုင်းတယ်လူခိုင်းတယ်ရန်ဖြစ်ခိုင်းတယ်မိုးကြီးစေဝါတုံးခိုင်းတယ်နော်ရုပ်တုစင်းတုကိုးကွယ်ခိုင်းတယ်နော်ကတော့ခိုင်းတယ်ဘာညာလှုပ်ခိုင်းတယ်လှုပ်ရမလားခရစ်ယာန်သားသမီးတွေလှုပ်စရာမလိုပါဘူးလှုပ်လဲမလှုပ်သင့်ပါဘူးโอเคနော်နားလည်ပါစေတန်ရှင်းသောဝိညာဉ်တော်လင်းပေးပါစေโอเคနှိကုံချုပ်ရအောင်ဒီကနေ့အချက်2ချက်ပြောသွားတယ်နံပါတ်1တစ်ချက်ကမိဘကိုမထီမဲ့မြင်မပြုပါနဲ့မိဘကိုမထီမဲ့မြင်ပြုတဲ့သူဟာဘဝမိုးမောင်ကြသွားမယ်နော်ဘာလို့လို့အစင်မပြေထွက်လမ်းမရှိပဲဖြစ်နေမယ်နော်ဒုတိယတစ်ခုကမိဘစကားနားထောင်တယ်လို့ပြောလိုက်တဲ့အခါမှာလဲယတိပြက်အကုန်မျက်စိမိတ်မှအကုန်လိုက်နာဖို့မလိုဘူးမျက်စိဖွင့်ထားပါတမာကျန်းစာအလင်းကိုယူပြီးမှမိဘတုံတင်ချက်တည်ကျန်းစာနဲ့ကိုက်ညီမကိုက်ညီကြည့်ပါ
မိဘတုံတင်ချက်ကကျန်းစာနဲ့မကိုက်ညီပဲနဲ့လိုက်တုံတင်နေမယ်ဆိုရင်ခရိယန်သားသမီးတွေလိုက်နာဖို့မလိုပါဘူးလိုက်နာလိုက်ရင်တော့မှဘုရားသခင်ဆုံးမလိုက်မယ်ကျွန်တော်တို့တတိထားပါဒါလေးကိုနှလုံးသွင်းဆင်ခြင်နိုင်ကြပါစေလို့ခွန်အားပေးနဲ့နှိကုံးချုပ်ပါတယ်နားမလဲတာရှိရင်ဆုတောင်းခံစရာရှိရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ဒီကနေ့မနေ့မှာတော့နှုတ်ကပတ်တော်ဒီမှာပဲရနာခွင့်ပြုပါနားဆင်ခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းဖျားရှင်တာပြီးကောင်းချီးပေးပါစေတော့အာမင်